ပြင်က crispy ဖြစ်ပြီးတော့အတဲက juicy ဖြစ်တဲ့ဘဲကျွတ်ကြော်ကိုကျွန်တော်တို့ဆင်းချွင်းရင်မှာ daily ရနိုင်ပါတယ်ကျွန်တော်တို့မန်းလေးမှာ West 2ဆိုလို့ရှိရင်ဆင်းချွင်းရင်နဲ့ West 2ဆင်းချွင်းရင်နဲ့ငါးကောင်းဟင်းရည်လို့ပြီးခွဲခြားလို့မရတော့အောင်အထိလူကြိုက်အများဆုံး item တွေဖြစ်ပါတယ်ငါးကောင်းမြင့်ချင်းဟင်းရည်ကနှစ်ပေါင်း33နှစ်တိုင်နေ့စဉ်နဲ့အမျှပွဲရည်များစွာရောင်းနေရတဲ့ဟင်းပွဲတစ်ပွဲဖြစ်ပါတယ်ဆောင်းကုံမေဦးကာလာလေးမှာစတင်ခဲ့တဲ့အတွက်ကြောင့်မလို့ဆင်းချွင်းရင်ဆိုပြီးတော့နာမည်လေးယူပြီးတော့ဖွင့်ပြခဲ့တာပါဝက်ကြောဝက်ခေါက်ပွားဦးနုဦးမအသေးပေါ့နော်အစရှိသဖြင့်စုံလင်စွာပါတဲ့ special ကျဲဥခေါက်ဆွဲကြောဝက်ဆောင်ဟာကျွန်တော်တို့ဆင်းချွင်းမှာပဲရနိုင်တဲ့ဟင်းရလေးဖြစ်ပါတယ်ဒီ authentic လို့ကျွန်တော်တို့သုံးရတဲ့ရည်ရွယ်ချက်ကဒီ Yunnan hot pot တူဖြစ်ဖို့အတွက်ကျွန်တော်တို့ကအနည်းဆုံးအချိန်4နာရီ5နာရီခန့်ယူပြီးတော့ချက်ပြုတ်ရပါတယ် ready made frozen လုံးဝမသုံးထားပါဘူးချင်းချင်း signature ဖြစ်တဲ့ဗမာကြက်ကောက်ညမောင်းကိုတနာရီကြိုမာပြီးုံနဲ့နေ့စဉ်မှာယူသုံးဆောင်လို့ရပါတယ်ပင်လယ်မြောက်ခြံစက်ဟင်းရဖတ်ထုတ်လေးနဲ့တွဲဖက်သုံးဆောင်ရတဲ့ဟင်းရပြီပေါ့နော်ကြက်တောင်မှာအစာသွတ်ကြောလူကြက်အရင်များပါတယ်နိုင်ရုပ်ချွချင်နဲ့ကြော်တာကျွန်တော်တို့နိုင်ရိုးတီးတန်းကိုပဲဖြစ်ချင်းလုပ်ထားတာပါဒီလိုဟင်းလျာတွေကကျွန်တော်တို့ဆိုင်တော်များများမှာမရပါဘူးရတဲ့ဆိုင်နဲ့ကလက်ချိုးယူလို့ရပါတယ်ကျွန်တော်တို့ဆင်းချင်းရင် signature ဟင်းလျာများနဲ့နှစ်တစ်ကိုတူဆိုဖို့အတွက်နဲ့အခြားသောဟင်းလျာကုန်များကိုစားသုံးမှုရင်ကျွန်တော်တို့ဆင်းချင်းရင်မှာဖိတ်ခေါ်ပါတယ်